Assalamualaikum ဒီနေ့ပေါ့တာမန်လေးလာတဲ့လူလေးလေးလာလေးကျင်မှုရအတွက်ဒါတီးတလောက်ဆရာကြီးတော့မဟုတ်ဘူးတီးတလောက်တွေဒါပြန်လဲမျှဝေတာပေါ့နော်အဲ့တော့လေးကျင်မှုဘာလို့အဲ့လဲဆိုစောက်တော့ရဲ့ဘောပင်ရဲ့ပေတန်ခဲတန်ဒီလောက်ဆိုရင်ရတယ်အဲ့တော့ပထမဆုံးစလုံးက alif မှာပုံစံ2မျိုးပဲရှိတယ် alif ကအစမှာရေးရတဲ့ဟာရှိတယ်ပြီးရင်အဆုံးမှာရေးရတဲ့ဟာရှိတယ်အလယ်မှာရေးလို့မရဘူးအဲ့တော့ဒီ alif ကိုအစပုံစံဆိုတာဒီတိုင်းပဲတုတ်ချောင်းမယ်ဒါရကျင့်ရမလို့နော်နောက်ဆုံးပုံစံရေးမယ်ဆိုရင်ဒီပုံစံနဲ့ဘယ်စလုံးနဲ့ပဲဆက်နောက်ဆုံးမှာဒီပုံစံနဲ့ပဲလာမှာအဲ့တော့လေ့ကျင့်မယ်ဆိုရင်အနည်းဆုံးတစ်နေ့ကိုတစ်မျက်နှာလောက်တော့လေ့ကျင့်ပေါ့အဲဆိုရင် inshallah ဖြည်းဖြည်းနဲ့လည်းရေးလာကိုလေ့ကျင့်မယ်ဆိုရင်တော့ချောင်းမယ်နော်ဟုတ်ပြီလားဒီတော့နောက်ဆုံး alif ကိုလေ့ကျင့်မယ်ဆိုရင်နောက်မှာပါ alif ဆိုရင်ဂျီ alif ဆိုရင်လည်းဟုတ်ပြီလား c အကောင်ဒီပုံစံပဲသွားမှာနော်ဒါကတော့ alif ကိုလေ့ကျင့်တဲ့ပုံစံပေါ့ရေးမယ်ဆိုရင်တော့မြင်တားပြီးတော့ညီညီလေးရေးအဲ့ဒါဆိုရင်ပိုကောင်းတယ်မြင်မတားဘဲနဲ့ရေးရင်လေအဆင်ပြေတယ်တချို့က live ကိုရေးနေတယ်လာလေးထည့်ရရှိတယ်အဲ့ဒါဘာထည့်ခြင်းလဲရတယ်မထည့်လည်းဘာမှမဖြစ်ဘူးနေတိုင်းဗီဒီယိုလေးတွေတင်ပေးမယ်အဲ့ဒီတင်ပေးတဲ့အရာလေးတွေကိုလိုက်ပြီးလေ့ကျင့်မယ်ဆိုရင်အဆင်ပြေသွားလိမ့်မယ်